Brody တို့ကပဲပြန်ပြီးတော့ပိုင်ဆိုင်သွားမလားဟုတ်ပြီဒီခေါင်းတော့ဆွဲလာတယ် Atlas ပါလာတယ်ဒါပေမဲ့ဖူးရလာဆိုရင်ဒီတော့ first blood ကိုဒီတစ်ခေါက်တော့ AI အနေနဲ့တော့ပြန်နေပြီးတော့ယူခဲ့ယူပြအတေးပါကြီးကစိုင်းရဲ့ပုံစံတွေ space ပါကြီးသုံးတဲ့ပုံစံတွေကစပြီးတော့လောလောဆယ် lens တော့ပြန်ပြီးဝင်လာဆိုတော့ဒါတရားတော့မရရှိခဲ့ဘူးဒါတရားတော့ကျွန်တော် Brody ပဲပိုင်ဆိုင်သွားခဲ့တယ်အဲ့ဒါမှကျွန်တော် World Marauder YFT နဲ့ Kakura damage ဂျိုင်းမှာပြန်တော့ပေးလိုက်ရ Kakura နဲ့သူ flick ကပါပေးပြီးတော့လာပြီးချတာပေါ့နော် Blue team hero has been slain. Oh, Brody, အဲ့လိုပြီးတော့ကာကူလာမိတယ်ဒီမှာကာဂျာဒီပြီး lens တော့ဆွဲလာရင်တော့မ lens တော့နေဒီတစ်ခေါက်တော့ပြန်တည်သွားရပြီဗျကာဂျာ Ruby DD တကယ်မိုက်တယ်ကျန်တော့သာသွားပြီတစ်ဖက်ရဲ့ကျွန်တော် back foot မှာသွားပြီးသူပြီးပြ lens တော့ဒီတစ်ခေါက်တော့ပြန်ပြီးတော့ပြန်ရတယ် and then the fan ဒီပေါ်ပေါ်ကာကူတက်ရှော့တော့ lens တော့ ATP နဲ့ထပ်ပြီးတော့ referee ကထပ်ပေးလိုက်ရပြီ Benny Data sorry ဒီဘက်ကကျွန်တော်ပတ်ကွီတို့ကထပ်ပြီးတော့ကျွန်တော်ပေးလိုက်ရပြီဗျဘာတရားချင်းဆိုလို့ surprise ပြန်ပြီးတော့ဖြစ်သွားခဲ့တာလူဒီကောင်နဲ့ပဲကြံတော့တယ်ဒီက Atlas ရဲ့ Phantom ကိုရှောင်းနိုင်ဖို့အတွက်သူတို့မှာ spare ရမပါခဲ့အဲ့တော့ Atlas တက်ပြီးတော့ထိန်းထားပြီးဝင်ထုတ်တဲ့ lens တော့တက်ပြီးတော့ဝင်ထားပြီးတော့ကျွန်တော်တက်ပြီးတော့ထိုးထားပြီးတော့နှစ်စင်းနဲ့ပဲ Brody ဒီနေ့တော့ထပ်ပြီးတော့ကျွန်တော်တို့တွေဆက်လိုက်ရတယ်ဗျာဟုတ်ပြီကကူလည်းပြန်ပြီးတော့ထိန်းထားပြီးတဲ့ lens တော့နေတော့ lens တော့နေတော့ဒီတစ်ခေါက် referee ရဲ့ damage တွေဂျိုင်းမှာပြန်ပြီးတော့ပေးလိုက်ရပြီကာဂျာHP ကလည်းအရင်ဟိုဟာပြန်ပြီးတော့ region လည်းကောင်းတယ်လို့ဆို Asmara Star ကိုပြန်ပြီးလောက်တာပဲကြီးကြီးလည်းဘယ်လိုလုပ်နိုင်မလဲဒီကောင်တော့ပြန်ထုတ်တော့များသွားပြီသူကတောက်ဝက်ပဲဆိုတော့ကျွန်တော်ဆိုအဲ့တော့ကာဂျာဒီထားပြီးပဲတော့ကြီးအောင်မယ် H နေရာဆက်ပါ FS နဲ့ပြန်တော့တွေ့နေပြီ H ဘာတွေပြန်လုပ်မှလဲဘာတွေလုပ်မှလဲတက်ပြီးကြီးအောင်မယ်ကာကူတက်ပြီးတော့ထိန်းရမယ် FS နဲ့ Phantom နဲ့ဝင်ဆွဲရဆိုပြီးပဲကြောက်တော့မရခဲ့ဘူးဗျဆိုခရီးတော့ team မိနေရဆိုကြလေဟော access ကိုတစ်ချက်ကြည့်ရမယ်အဲ့ဒီ fan တွေတကယ်တော့ကိုကောင်းနေနော်အဲ့တော့ air shot ကိုကိုရီသုံးတဲ့ဘဝပြီးတယ်ဆို HP ကြမှာ Asmara တောင်းတော့တက်ပြီးတော့ Rafael ရော Brody ရောရှော်သွားခဲ့ရတာဗျအဲ့တော့ကျွန်တော် Kakura နဲ့ထပ်ပြီးတော့ air ဘာတွေထပ်ချောင်းတာ Pika တွေဘာတွေပြီးတော့ပြန်ဆုပ်လာတော့မှ Paku ရောကာဂျာပြန်ပြီးဝင်နေနေဆိုပေမဲ့လည်းသူတို့အနေနဲ့ 5% ပြန်ပြီးဖြစ်သွားတယ်အဲ့တော့မှသွားပြီးကာဂျာနဲ့ position တော်လေးကိုကျွန်တော်ဂျုံသွားခဲ့ပြီဗျကာဂျာဒီနေ့ထပ်ပြီးတော့ကျွန်တော်ပေးလိုက်ရပါပြီဟုတ်ပြီအဲ့တော့ Atlas Japan နဲ့ဒီမှာထပ်ပြီးဆွဲထားတယ် Aero 6နဲ့ထပ်ပြီးဝင်ထားပြီးနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ပဲပေးဆက်လိုက်ရပြီပတ်ကွီတို့ပေးလိုက်ရတာဗျအေးကားတယ်တာဝါတော့၄လုံးတစ်လုံးဒီပွဲမှာတော့ AI နဲ့ရင်းနေပါလာနေမှာတော့မပေါ့ Atlas ထပ်ပြီးဝင်ကာကြောဒီတိုင်းပဲရှော့သွားရအောင်ပါဗျ Atlas Japan တို့နင်းတော့ဝင်တော့မပေးလိုက်ရအောင်ပေါ့နော်ဒီချင်းချက်တော့ချက်ထားတယ် Landslot လူလုံးစီနေဒီမှာကျွန်တော်တို့လော့လို့လုပ်နေပြီပတ်ကွီတို့ဝေဖို့ကြိုးရတယ်ဆိုတော့လော့ကတော့ကျွန်တော်လူလုံးပဲပိုင်ဆိုင်သွားပြီပတ်ကွီတို့နေတဲ့ဂျိုင်းမှာပြန်ပြီးတော့ပေးလိုက်ရဆက်မှာဆိုနေ Atlas Japan ဒီပါလာပြီကျူးမဲ့ဆက်ပြီးတော့ထိန်းခဲ့ရတယ်ဆိုတော့ Rafael အနေနဲ့တော့ဆက်ပြီးတော့ပေးဆက်လိုက်ရပြီ Brody နဲ့စနီနောင်ပြန်ရဆို၄កောင်ဂျိုင်းမှာပြန်ရောက်သွားပြီ Brody ကဆက်ပြီးတော့ပေးဆက်လိုက်ရပြီပဲဖြစ်ပါတယ်ကာဂျာအနေနဲ့သူ AD နဲ့တကောင်တော့ပြန်ပြီးဆွဲခြင်းနေရဆိုမရဘူးတော့၃កောင်ဂျိုင်းမှာသူ့နဲ့လူလုံးတက်ဖောက် damage ထပ်ပြီးတော့ပေးလိုက် Lens ဆို AD ထပ်ပြီးတော့ဝင်လာပြီး Lens ဆို damage ဂျိုင်းမှာကူရာအနေနဲ့တော်ရဲ့ flicker ရှိနေလို့ဗျ flip ဖြတ်တော့ရိုက်သွားတယ်နောက်တဲ့ make a second tower လုပ်ပြီးတော့ everything arrow ဒီမှာစနီနာဒီကတကယ်ကိုကောင်းတယ် Lens ဆိုပိုင်းနဲ့ AD ထပ်ပြီးတော့မိုးတော့မတိုးရသေးဘူးဗျတို့ Rafael အနေနဲ့ပြန်ပြီးတော့ပေးလိုက်ရပြီပဲဖြစ်ပါတယ်ပေါ်မှာဆိုလည်းထပ်ပြီးတော့ပကွီလိုပဲအကုန်လုံးကဝိုင်းပြီးအမဲဖြတ်ဖို့တော့ကြိုးစားနေပြီ dance ပေါ်နေအေးဘာထပ်ပြီးတော့ပေးနေပဲသွားပြီးပကွီလိုပဲထပ်ပြီးတော့ချော်သွားခဲ့ရပြီဗျပြီးတော့ပေးရမယ်ပြင်ကံမကောင်းရင်ဒီမဲဂါလေးတစ်လင်းကိုထပ်ပြီးတော့ပေးရနိုင်ပြီးတော့ရှိနေပြီဟုတ်ပြီအဲ့တဲ့ fan နေနေတဲ့ East ကပါလေ AD လူချင်း Asmara စာမိုးလေးဒီကြားထဲမှာအေးဒီတစ်ခေါက်တော့မကောင်းခဲ့ဘူးကြံပြီးတော့ပေးလိုက်ရပြီဗျကာဂျာနဲ့ထပ်ပြီးတော့ထိန်းထားခြင်းနဲ့ဆိုရင်အစမပြုတ် dance ရဲ့ damage ဂျမ် Rafael ပြီးတော့ပေးလိုက်ရပြီနောက်ထပ်တစ်ချက်ထပ်ပြီးတော့ Ruby DD ပေးသက်လိုက်ရရင်လည်း Luno Devil King နဲ့ D နဲ့ defend ဖို့တော့ဘယ်လိုမှမဖြစ်နိုင်တော့တော့နောက်တော့သူတို့အချိုးခံနိုင်နေပဲ game fight မှာလည်းပဲ game Falcon Esport ပြန်တဲ့အနိုင်ရရှိသွားရင်တော့ဒီပွဲဒီတစ်ခေါက်ဒီပွဲမှာတော့ Falcon Champion ဆိုပြီးတော့သူတို့အနေနဲ့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့